ဟန်ချင်းပြအောင်မယ်ကြည့်ပေးအောင်ဒီမှာဘောလုံးပတ်ချလေတမီးဟန်ချင်းထုတ်ပေးဘောလုံးပတ်ချလေယိုမလေ30ကျော်ရင်းနဲ့ရမှာရှင်သူ့ရဲ့ထူးခြားချက်ပြောပြပေးမယ်9သိန်းလောက်တက်တာတယ်နော်ဘာတက်တာလဲဆိုပဒိန်လက်ခတက်တာအဲ့တော့သူကကိုကအကြောင်းမျိုးမျိုးကြောင့်ငွေလေးလိုပြန်ထုတ်တက်သိန်းကို3000ဒါအထူးပြောစရာမလိုကိုတဲ့တွေတည်ပြီးသားဟုတ်ပြီနော်ဒါမှမဟုတ်ရွှေချိန်အရှိကိုကာလဝယ်ပေါက်စေနှမျိုးရောင်းလို့ဝယ်လို့ရတယ်သူကကြတော့6လက်မခွဲဝင်းကျင်လောက်ရှိတယ်အရင်လက်တိုင်းကြီးရဲ့ကိုတဲ့တွေဆိုတော့လုံးဝမယူပါနဲ့လုံးဝမတော်ပါဘူးဒါလေးကိုလာပြောပေးတာပါအခုကတုံးဆိုင်နဲ့ရောက်တော့တေးသေးချာချာပြပေးလိုက်ပါမယ်ရှင်အဲ့တော့သူကပတ်ချလေလှလိုက်တာဖြက်ဖြက်ကိုလူးနေတာပဲဘောလုံးကလည်းအပြည့်ပဲတော်တော်မိုက်တယ်နော်ဒီမသိ20ကျော်လောက်ရောင်းလို့ရတဲ့အနေဒါဒါပေမဲ့တို့မရောင်းပါဘူး10ကျော်တဲ့ပဲဈေးလေးအတိအကျပြောပြတမီး10နဲ့ဘယ်လောက်လဲတေချာလေးပြောပြပါအောင်ရှင်ဟုတ်ကဲ့16သိန်းအတိဝိုးမိုက်တယ်နော်အဲ့ဒါလေးတစ်ချက်ရှိပါတယ်သူကလက်တိုင်းကတော့6လက်မခွဲဝင်းကျင်လေးတွေကိုတဲ့အကုန်တော်ပါတယ်9လက်မဆိုတော့မတော်ပါဘူးနော်ဒါလေးလာပြောပေးတာပါကဲအဲ့တော့မိတ်ဆက်ပေးအောင်မယ်ဒီမှာသမီးကြောတွေနဲ့ကဲ TikTok ရိုက်တယ်နော်ဒီသမီးလေးတွေတို့ရဲ့ရွှေနန်းသူကပေးမှလဲ TikTok တွေရိုက်တယ်အားပေးအောင်နော်ချစ်ပေးအောင်ဝိုင်းပြီးတော့တို့ချစ်တယ်လို့ပဲသမီးတွေကိုလည်းချစ်ပေးပါအောင်တို့ရဲ့ကိုဘွားလေးတွေဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့ပါမောင်မောင်တို့ကြာတို့အိမ်ဦးနဲ့ကြီးအတွက်တို့ရဲ့ရွှေနန်းဒုက္ခမှာ340ရန်စိန်လက်စုပ်ကိုအနိကကြည့်ပေးတဲတုံးလေးရဲ့အမားတို့အတွက်ကောအိမ်ကကြာတို့အတွက်ကောပြပေးအောင်ဆိုတော့ကိုမမတွေအတွက်သူက340ရန်စိန်လက်စုပ်တကွင်းကိုပြန်ပြီးတော့ငွေလေးလိုရောင်းမှာ3,200ပဲရော့တယ်350ရန်ကကြတော့3,000ခွဲပဲရော့မယ်နော်အဲ့တော့40ရန်ဒီဇိုင်း2မျိုးရမယ်50ရန်ဒီဇိုင်း2မျိုးရမယ်ပြီးမတူညီတဲ့ဒီဇိုင်းလေးလည်းကြည့်ပါအောင်အရင်မိုက်တယ်စိန်ကိုပြုတ်ခက်ခဲကြီးတွေလိုချင်တဲ့လက်တိုင်အကြီးတွေလည်းရှိရရှင်စိန်ဝတ်တာနဲ့ရှုံးနေလို့စိတ်ညစ်နေတဲ့ကိုယ်တယ်တွေရှိလားပျော်ပေးအောင်တို့ရွှေနှန်းဒုက္ခမှာလေစိန်တယ်တွေကလေစဝယ်တွေကလည်းတိန်းနေတက်တာတယ်နောက်ပြီးတော့ကိုကအကြိုက်ဝတ်တယ်ကွာဝတ်ပြီးတော့ကိုယ်တဲနှလုံးတွေကပြန်ရောင်းမယ်ဆိုရင်လေတက်သိန်းမှာ3,000ပဲရော်တယ်ဟိုးအဲ့တော့10သိန်းနဲ့ပစ္စည်းတစ်ခုမှာ3,000သိန်း30တန်းမှာ6,000သိန်း100တန်းမှာငွေ3သိန်းပဲရော်တာဖြစ်ပါတယ်ရှင်ဒါလေးကိုသေးချာလာပြောပေးတာပါဟိုးပျော်စရာကြီးပါနော်အဲ့တော့အထက်လဲဝင်မယ်လဲမယ်ဆိုရင်လေ तू ကဘယ်နှကြိမ်လဲဘယ်နှခါလဲတပြားမှမရော့တော့ဘူးအဲ့ဒါက6လအတွင်းပြန်ပြီးတော့ပေါ့နော်ကိုယ်တည်းသွင်းမှရှုံးတာ6လပြည့်တာနဲ့လုံးဝမရှုံးတော့ပါဘူးဒါလေးကိုတစ်ချက်ပြောချင်တာဖြစ်ပါတယ်အဲ့တော့6လပြည့်သွားပြီဆိုတာနဲ့ပြန်ရောင်းနေဆိုရင်လေကိုက10သိန်းနဲ့လောက်တာ10သိန်း30လောက်တာ30ပဲတစ်ချက်မှမရော့ဘူးတစ်နှစ်ပြည့်သွားပြီဆိုတာနဲ့အမျက်ကစရပြီအမျက်တွေရာခိုင်နှုန်းတွေအများကြီး10ရာခိုင်နှုန်းဒီဇာပွားထက်ဆင့်ထာဝရရသွားတာဖြစ်ပါတယ်ရှင်အဲ့တော့တို့ကတိတိကျကျတိပပကိုယ်တည်းတွေကိုပြောပြပေးချင်တာက6လအတွင်းပြန်ရောင်းမှာတက်သိန်းကို3,000ပဲရောတာ300ခိုင်နော်ဝိုးပျော်စရာကြီးပါရှင့်တကယ်လို့6လပြည့်သွားတာနဲ့ကိုယ့်တဲ့ရလုံးဝမရှုံးတော့ဘူးဒါကပြန်သွင်းမှပြန်လဲမယ်ဆိုဘယ်နှကြိမ်လဲဘယ်နှခါလဲတစ်ကြက်မှမရော့ပါဘူးစဝယ်တွေကလည်းမရော့ဘူးကိုက10သိန်းနဲ့ဒီဇိုင်းလေးကလည်း30တန်းရက်ပိုင်းလေးဝတ်ပြီးတော့ပေါ့နော်ပြန်လဲရတယ်လအလိုက်ပြန်လဲရတယ်ဒါပေမဲ့နှစ်ကြာပြီးတော့လဲမယ်ဆိုရင်တော့အမျက်တွေပါထက်ရတယ်အဲ့ဒါလေးကိုတစ်ချက်ပြောချင်တာလဲတာတော့ဘယ်နှခါလဲတပြားမှမရော့ဘူး6လပြည့်တာနဲ့သွင်းမယ်ဆိုရင်တော့ပေါ်နော်ကိုတဲ့တွေကတကြက်မှမရောတော့ပါဘူးရှင့်ဒါလေးကိုသေချာလာပြောပေးတာပါဟုတ်ကဲ့ပါအဲ့တော့6လပြည့်အောင်ဝတ်လိုက်ပြီဆိုရင်လဲရောင်းဘယ်နှကြိမ်လဲဘယ်နှခါလဲကိုတဲ့တွေကတပြားမှထပ်မရောတော့ပါဘူးဟုတ်ကဲ့ပါရှင့်အဲ့တော့ကိုတဲ့တွေသေချာလေးအနိကလေးတုံးပြပေးပါမယ်ဒီစိန်ဆွဲသီးဆိုရင်တို့ရွှေနှန်းဒုက္ခမှာအရန်မိုက်ပြသူကလူဒီဇိုင်းက3မျိုးရမယ်15သိန်းအထိနဲ့ပဲယူပါရှင့်ဒါလေးကိုသေချာပြောပေးတာပါဒါလေးကကြတော့သူကဗဒက်များပေါ့နော်မိုးကုတ်ဗဒက်များတဘာဝကိုစိန်အပြည့်ပတ်ထားတာစင်တူနှလုံးရှိမှာဖြစ်ပါတယ်ရှင်အနိကလေးကြည့်ပေးပါဒါလေးကတော့80နဲ့မှ9သိန်းမှာရွှေဘိုးနဲ့စိန်ဘိုးနဲ့ဆိုဒါအရင်ကခတ်ထားတာဆိုတော့တို့ကဒါလေးကိုနှလုံးနဲ့ရှိလို့ကိုတဲ့ရီကို surprise နဲ့ပေးလိုက်တာပါဟုတ်ကဲ့ပါ80နဲ့9သိန်းမှာရွှေချိန်တောင်6ပဲသားကျော်ရှိပါတယ်နော်စိန်ကလည်းပြုတ်ခဲဗဒမြကလည်းအရင်လာပါတယ်နော်ဒါလေးကကြတော့တို့ကဲပတ်ဆိုင်စိန်ဆွဲသီးလေးလိုချင်တဲ့ကိုယ်တဲလုံးတွေအတွက်ဖြစ်ပါတယ်ဒီပတ်ဆိုင်စိန်ဆွဲသီးလေးอ่ะဆိုရင်တဲတုံးလေးရဲ့ဘလောက်နဲ့ပေးမှလဲဆိုကဲစိန်ပတ်ဆိုင်ဆွဲလို့ရပြီဟိုမိုက်တယ်ရွှေချိန်ကသူက4ပဲသားဝန်းကျင်ရှိပါတယ်သူ့ကိုဘလောက်နဲ့ပေးမှလဲဆို30နဲ့မှ3သိန်းခွဲနဲ့ပေးမှဖြစ်ပါတယ်ရှင်အပြင်မှာတော်လှပါတယ်ခန်းနာထဲဝါနေတော့စိန်ပတ်စံအိတ်ဆွဲသည်ဖြစ်ပါတယ်ရှင်โอเคပါအဲ့တော့ကွန်မန့်ထဲမှာလည်းပြောခဲ့ပါအောင်ရွှေနှန်းဒုက္ခရဲ့စိန်တဲ့တွေကဘလောက်တောင်မိမိုက်ပြီးတော့ဘလောက်တောင်အားတာချက်ရှိတယ်ဆိုတာလေးကွန်မန့်မှတ်ပြီးတော့ကိုတဲတွေဟုတ်ကဲ့အတိတွေရွှေမျိုးတွေမိတ်ဆွေတွေတငယ်ချင်းတွေကိုလက်တိုးလိုက်တော့နော်ဟုတ်ကဲ့ပါရှင်အကြိုက်ဆုံးကွန်မန့်တွေကိုတို့ရဲ့မွေးနေ့မတိုင်ခင်ထိတော့တောက်လျှောက် surprise ပေးသွားမှာဖြစ်ပါတယ်ရှင်